ကိုပြပြပေးမယ့်အကြောင်းကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့နိုင်ငံခြားရေးခရီးစဉ်ဖြစ်ပထမဆုံးခရီးစဉ်ဖြစ်ဆော်ဒီအာရေဗီးယားနိုင်ငံကိုရောက်ရှိလာတဲ့အကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်။ကမ္ဘာအောင်ဆန်းမှုခံရတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ခရီးစဉ်ဟာမေလ 23 ရက်နေ့မှာစတင်ခဲ့ပြီးတော့ဆော်ဒီအာရေဗီးယားကိုပထမဆုံးရောက်ရှိလာခဲ့ပါတယ်။ဒီခရီးစဉ်မှာအရှင်ကနာမည်ဆိုးနဲ့ကြကြခဲ့တဲ့ဆော်ဒီအရှင်မင်းသားမိုဟာမက်ဘင်ဆလ်မန်ကကိုယ်တိုင်ခန်းရောင်ကော်စောခင်းပြီးတော့လိုက်လဲကြိုဆိုခဲ့တာကိုတော့တွေ့ရပါတယ်။အရှင်မင်းသားမိုဟာမက်ဘင်ဆလ်မန်ဆိုတာ2018ခုနှစ်တုန်းကဝါရှင်တန်ပို့သတင်းထောက်ဂျာမဲခါရိုဂီအသက်ခံရမှုအမေရိကန်ကတရားခံဖြစ်ဆွဆွဲထားတာရှိပါတယ်။ဒါပေမဲ့ဒီဖြစ်ရပ်ကိုတော့ဆော်ဒီဘက်ဆွဆွဲချက်ကိုအမြဲတမ်းညှင်းဆိုခဲ့တာတွေရှိခဲ့ပါတယ်။အခုတော့သမ္မတဒေါ်နယ်ထရန့်ခီးစင်ဟာအဓိကအောင်ဆိုင်စရာတစ်ခုဖြစ်ရင်သမ္မတဂျိုးဘိုင်ဒန်အထက်တုန်းကရဆိုင်ထားခဲ့တဲ့ဆော်ဒီနဲ့လက်နက်အယောင်းဝယ်ကိစ္စပြန်လည်စတင်နိုင်ဖို့ပါဝင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်ဒေါ်လာဘီလီယံ100ဝန်းရှိတဲ့ဒီလက်နက်အယောင်းဝယ်ဟာပြန်ဖြစ်လာနိုင်တယ်လို့သတင်းတွေကပြောဆိုနေကြပါတယ်။လျက်တာကြမိမဲ့ဒီခီးစင်မှာနိုင်ငံခြားရေးဝန်ကြီးရိုဗီယိုနဲ့နာမည်ကြီးတထေးElon Musk တို့လည်း Trump နဲ့တူလိုက်ပါလာတာတွေ့ရပါတယ်။ဒီခီးစဉ်ဆော်ဒီပြီးရင်တော့ Trump ဟာကာတာနဲ့အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတွေဘက်ကိုဆက်လက်ထွက်ခွာဖို့ရှိနေပါတယ်။ဒီခီးစဉ်ရဲ့ထူးခြားမှုတစ်ခုအနေနဲ့ Trump ကဆီးရီးယားပေါ်ပိတ်ဆို့မှုတွေအရေးယူမှုတွေကိုရုပ်သိမ်းပေးမယ်လို့ဆော်ဒီရဲ့ဒီဖိုရမ်တစ်ခုမှာမိန့်ခွန်းပြောရင်းနဲ့ကြေညာခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က2025ခုနှစ်မေလ 23 ရက်နေ့မှာဆော်ဒီအာရေဗီးယားရီယက်မြို့ဆော်ဒီအမေရိကန်ယင်းနှိမ့်မြုပ်နှံမှုဖိုရမ်တစ်ခုမှာဆီးရီးယားနိုင်ငံပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကိုရုပ်သိမ်းပေးမယ်လို့ကြေညာခဲ့ပါတယ်။ဒီကြေညာချက်ပြောပြီးတဲ့အချိန်မှာဆော်ဒီမင်းသားနဲ့ဆော်ဒီပိတ်တပ်တွေအကုန်လုံးကတောင်းပြအားပေးခဲ့တာကိုလည်းတွေ့ရပါတယ်။ဆီးရီးယားပြည်သူတွေလည်းဒီသတင်းကိုကြားပြီးချင်းမှာပဲလမ်းမတွေပေါ်ထွက်ပြီးအောင်ပွဲခံတဲ့ဗီဒီယိုတွေလည်းတွေ့မြင်ခဲ့ရပါတယ်။ထွန်းရဲ့ဒီဆုံးဖြတ်ချက်ဟာဆီးရီးယားနဲ့စီးပွားရေးနဲ့လူမှုအပေါ်တရားမှုတွေပိတ်ဆို့မှုတွေပြန်လည်ဖယ်ရှားပေးပြီးနိုင်ငံတည်ဆောက်ရအခွင့်အလမ်းတစ်ခုဖန်တီးပေးလိုက်တာလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်ရဲ့ဒီခီးစဉ်ဟာကာတာနိုင်ငံကိုဆက်လက်ထွက်ခွာမှာဖြစ်ပြီးတော့ကာတာစော်ဘွားကထရန့်ကိုဒေါ်လာတန်း400တန်ကျပ်လျင်တစ်စီးလက်ဆောင်ပေးဖို့စီစဉ်ထားတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်။ထရန့်ကဒီလက်ဆောင်ကိုလက်ခံမယ်လို့ပြောဆိုထားတဲ့အတွက်ဒါလက်ပေးလက်ယူမှုမြောက်တယ်လို့အမေရိကန်သတင်းစာတွေကဝေဖန်ရေးသားနေကြကြောင်းပါခင်ဗျာ။